yes မဟုတ်တဲ့အဖြေတိုင်းက no ပါတဲ့ကိုသဘောကျတဲ့လူတစ်ယောက်ကိုဘယ်လိုမျိုးချင်းကပ်တာကရင့်ကျက်တဲ့နီလန်းလဲဆိုတဲ့မိခွန်းမှာကိုကသူ့ကိုသဘောကျကြောင်ဝန်ခံကြည့်လိုက်ပါတဲ့အဲ့ဒီမှာသူ့ရဲ့တုံ့ပြန်မှုက yes မဟုတ်ခဲ့ရင်ကိုစောင့်နေလို့ရပြီလားအဲ့လိုမေးကြည့်ပါတဲ့စောင့်နေပြီးမယ်ဆိုရင်တော့လက်မခံနိုင်ဘူးဆိုရင်ပြန်လေသိမ်းစည်းပြီးထွက်လာခဲ့တာဟာရင့်ကျက်တဲ့အပြုအမူပဲလို့ပြောလို့ရတယ်။ no လို့ညင်းတဲ့ပြတ်သားမှုကတိကျတဲ့အဖြေဖြစ်တယ်လို့ yes မဟုတ်တဲ့အရှားသောအဖြေတွေကလည်း no နဲ့အတူတူပါပဲ။အရှိမသူကငါ့ကိုချစ်တာလားမချစ်တာလားဆိုတဲ့ energy မျိုးသုံးနေရင်ပြောချင်တာက quiet lion through your self ကိုလိန်နေတာကသူများစီကအလိန်ခံနေရတာထက်ပိုဆိုးပါတယ်